ကိုပြိုပေးဖို့ခွင့်တောင်းတာဟောအဲ့ဒါကိုဒီကနေခွင့်တောင်းနေကြတယ် တို့မျိုးမင်းတို့ကမှပန်းငွေပေးမလို့လေပန်းဒီပေးမယ်အဲ့က ဟိုကျွန်တော်ခွင့်တောင်းတာကျွန်တော်ပြီးရညလည်းပြောတယ်ပန်းစီမင်းသားရှိရောရှိရပြီးရမှာအားနာလို့ရှိတယ်ဘာမှမဖြစ်ဘူးလွတ်လပ်စွာအားပေးပိုင်ခွင့်ရှိတယ် အဲ့ဒီကတော့ဟုတ်တယ်ကျွန်တော်ညီလေးကနော် တကယ်တကယ် သူ့ကိုချစ်တယ်လို့ကျန်တဲ့လူတွေကိုဟောဗါလဲမပေးလို့ ကျွန်တော်ဝမ်းလာတာ ဟုတ်တယ် တကယ်ဝမ်းသာတာဘာဖြစ်လို့လဲဆိုတော့တူးတယောက်တည်းအောင်မြင်တာချက်အဖွဲလိုက်အောင်မြင်တော့ပို့ပြီးတော့ကောင်းတယ် ကျွန်တော်ဘာလို့တသိလို့ပေါ့ဗျာချာရှိတာလေအခုလုံးကပေါ့တိုက်စစ်ဦးကလည်းကောင်းပါမယ်ပံပိုးသူတွေကလည်းကောင်းပါမယ်ဒီမှုတွေကလည်းကောင်းပါမယ် ဘုရားလည်းကောင်းပါ ငါတို့ရှာရှိရနော် ဒီကြီးပြော ကဲဟိုလေ မလေးတို့ပန်းရောက်ပြီပြန်တော့ဒီတော့ နှစ်ပန်းမှာစီးကန်းရှိတယ်နှစ်ပန်းကနေတဲ့အချိန်မှာစင်မော်ရောက်တဲ့ပြည်စည်းစုံကမင်းသားပိုင်နေ ဟုတ်တယ် အဲ့ဒါလေးမင်းသားပိုင်နေဒီလာပေး အမှန်တ ဒါ မ်း နဲ့ဟိုမှာသူသားပါရခဏတတ်ဖို့ရတယ် ဟုတ်တယ်ဒီကြီးဒီမှာလေအခုလည်းမမြတ်သိလို့ဟုတ်ပါဘူးဒီမှာလေးရပြီလေခုနကတရားလာ ပါလေးတို့တော့ တရားတာတော့မထားဘူး ပတ်သက်နေတော်တော်ပေါ်ကြတာနော်မနက်မိုးလေးတော့ကိန်းသမားတို့ဈေးလိုက်စစ်တယ်နော် သွားမလို့နဲ့ဘယ်သူလဲတပြေးပြေးနဲ့အလုပ်လုပ်တော့မယ်ဟမ်